အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ကျွန်တော်တင်လိုက်တဲ့ဗီဒီယိုမှာကျွန်တော်လူတိုင်းတော့ကိုပေါ့နော်ဟိုအတိတစ်ခုခုအကျိုးတစ်ခုရှိစေချင်တဲ့ရည်ရွယ်ချက်နဲ့ကျွန်တော်ဒီဗီဒီယိုလေးတင်တာပါအဲ့ဒီတော့ကျွန်တော်တင်လိုက်တဲ့ဗီဒီယိုကလူတယောက်ဆိုအကျိုးမရှိဘူးတကယ်မရှိဘူးဆိုရင်ကျွန်တော်မတင်ချင်ဘူးပေါ့နော်အဲအကြောင်းမလို့နောက်ပြီးကျွန်တော်မှဒီမအားတာလည်းပါတယ်ပေါ့နော်ကျွန်တော်ဗီဒီယိုမတင်တာဆိုဒီနေ့ပါဆိုရင်3ရက်4ရက်ရှိပေါ့နော်ဒီနေ့မှာကျွန်တော်ဘာပြောချင်လဲဆိုတော့လူတိုင်းတိထားတင်တဲ့ကျွန်တော်တို့ရဲ့ဟိုအသားလှုပ်နမိတ်အကြောင်းကျွန်တော်လာပြောပြတာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒါတချို့တွေကဘာကိုခန္ဓာကိုယ်မှာဘာလှုပ်ရင်ဘာဖြစ်မယ်ဆိုတော့မသိတဲ့လူရှိသလိုသိတဲ့လူတွေရှိပေါ့နော်အဲ့တော့ကျွန်တော်မသိတဲ့လူတွေအတွက်ကိုလာပြောပြတာပေါ့နော်အဲ့တော့ကျွန်တော်ဒီနေ့ကျွန်တော်ပြမယ့်အကြောင်းအရာကတော့လူတိုင်းဒီပါကြုံကြတဲ့ကျွန်တော်အသားလှုပ်နမိတ်အကြောင်းပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်အားလုံးကိုကျွန်တော်တစ်ခါလေးပြောပြသွားမယ်နော်ဒီဗီဒီယိုမှာတခြား live မှာပါပြီးလို့ရှိရင်ကိုပါလှုပ်လဲဆိုတာမိသားချင်းဒီဗီဒီယိုပြန်ကြည့်ပြီးတော့ကိုသိရတယ်ပေါ့နော်တချို့နမိတ်တွေကကံကောင်းခြင်းကိုယူဆောင်လာသလိုတချို့နမိတ်တွေကတော့တတိထားရမှာအချက်ပေးမှုတွေဖြစ်တတ်ပါတယ်နော်ကောင်းလှုပ်ရင်အလောက်ကိုင်းအပြောင်းလဲဖြစ်မယ်နဖူးလှုပ်ရင်ဂုံတရင်ကောင်းရမယ်မျက်ခုံးလှုပ်ရင်ဧည့်သည်လာမယ်ညာမျက်လုံးလှုပ်ရင်ကောင်းတရင်ကြားရမယ်ဘယ်မျက်လုံးလှုပ်ရင်စိတ်ညစ်စရာကြုံရမယ်ညာနဲ့ပဲမတူဘူးเนาะညာကောင်းဘယ်မကောင်းပါเนาะနှာခေါင်းလှုပ်ရင်လူတယောက်ကကိုယ်အကြောင်းပြောနေမယ်เนาะပါလှုပ်ရင်လူချစ်လူခင်ပေါ်မယ်เนาะလူတွေကပါဇက်ကိုင်းမရင်ကိုယ်အကြောင်းပြောတယ်မဟုတ်ဘူးเนาะနှာခေါင်းလှုပ်မှာเนาะနှာခေါင်းလှုပ်မှာလူများကိုယ်အကြောင်းပြောတာเนาะပါလှုပ်ရင်လူချစ်လူခင်ပေါ်မယ်နှာခမ်းလှုပ်ရင်စကားများရမယ်เนาะမေးစေးလှုပ်ရင်ခရီးသွားရမယ်လေပင်လှုပ်ရင်တောင်ဝန်တင်ရမယ်လူတွေကခြေပွားရရင်ခရီးသွားရမယ်လို့ထင်ကြတယ်ပေါ့နော်မဟုတ်ဘူးเนาะမေးစေးလှုပ်မှခရီးသွားရတာเนาะပခုံးလှုပ်ရင်ဝင်ပေါ်သွားမယ်ဝင်ပေါ်တဲ့အိဗယ်ဆိုတော့ကိုယ့်ရဲ့အခုလက်ရှိတန်းဆောင်ရတဲ့တာဝန်ကိုလောက်ကနေအလောက်ကနေကနည်းနည်းပေါ်ရော့သွားမှာเนาะအဲ့ဒါပြောတာအဲ့ဒီအိဗယ်ညာလက်လှုပ်ရင်ငိုဝင်မယ်เนาะဘယ်လက်လှုပ်ရင်ငွေထွက်မယ်เนาะညာဝင်ဘယ်ထွက်တယ်เนาะလက်ဖွာရရင်ပတ်စံရမယ်ရင်ဘတ်လှုပ်ရင်စိတ်လှုပ်ရှားစရာကြုံရမယ်เนาะဘိုက်လှုပ်ရင်စားကောင်းတောက်ဖွဲကြုံရမယ်เนาะစားကောင်းစားရမှာခါလှုပ်ရင်အလုပ်ပြောင်းမယ်ခါလှုပ်တဲ့ခါကျရင်အလုပ်ပြောင်းရမယ်เนาะပန်လှုပ်ရင်ခရီးကိစ္စပေါ်မယ်เนาะဒူးလှုပ်ရင်လူတစ်တွေတွေ့မယ်เนาะဒူးလှုပ်တဲ့ခါလူတစ်တွေတွေ့မယ်เนาะခြေပွားလှုပ်ရင်အဝေးသွားရမယ်เนาะခြေပွားလှုပ်ရင်အဝေးသွားရမယ်เนาะခရီးသွားရမှာတင်မာရအခုလက်ရှိဘယ်နေရာလှုပ်နေလဲဆိုတာcomment မှာပြောပြခဲ့ပါတော့เนาะ